Hello အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်ကချင်ရိုးရာအစားအစာဖြစ်တဲ့စားဖြေစားမှာဖြစ်ပါတယ်ဆရာမကြီးကောင်းနေရလာတဲ့စားဖြေတော့ကျွန်တော်တစ်ခါပဲစားဖို့ပါတယ်ဒီခါအဲ့ရဟာစားပြီးကြတယ်နောက်တစ်ခါမှတော့မစားဘူးသေးဘူးထပ်ပြီးတော့မစားရသေးဘူးပေါ့နော်ဆိုတော့ဒီနေ့ဒုတိယအကြိမ်စားမှာဖြစ်ပါတယ်ဆိုတော့စားဖြေမှာဘာလဲဆိုလို့ရှိရင်အထူးသဖြင့်ကတော့မုံဘတ်ပေါ့နော်မုံဘတ်ပြီးတော့အချင်းကျွန်တော်အချင်းလုပ်တဲ့ဗီဒီယိုတော့ရိုက်မထားလိုက်မိဘူးဒါပေမဲ့သိကြပါတယ်ကချင်တိုင်းရင်းသားတွေဆိုလို့ရှိရင်တော့ဒါဘယ်လိုလုပ်ရလဲဆိုတာသိမှာပါကျွန်တော်တော့မသိပါဘူးနောက်ပြီးတော့ဒီဟာကတော့ဒါဟောပေါ့ tomorrow tree ဆိုတာတော့ဒါဟိုဘယ်လိုပြောရမလဲပေါ့နော်နောက်နေ့ထိရှိတဲ့အရွက်ကလေးပေါ့ဗျာနော်ခေါ်တာတော့ကျူးဆိုင်ပေါ့ဒီဟာကတော့ဝတ်သားကိုပြုတ်ပြီးတော့ဒါကျွန်တော်ဟိုလေးကိုမိုက်ခရိုဝေးလေးကိုထည့်ထားရပါတော့ဆိုတော့အဲ့ဟာလေးပါမယ်နောက်ပြီးတော့ဒီဟာကတော့ဆလတ်ပါမယ်အသီးအနေနဲ့ကတခွားသီးပါမယ်နောက်ပြီးတော့ဥနီပါမယ်ဆိုတော့ကျွန်တော်ဒါလေးကိုအရင်စားကြည့်ပါမယ်မုံဘတ်လေးကိုရင်ထည့်လိုက်မုံဘတ်လေးကိုရင်ထည့်ပြီးသွားလို့ရှိရင်ဒီကြိတ်ထားတဲ့အချင်းရောတော့ဒီအချင်းကြီးထဲမှာကအစုံရဒီကျူးဆိုင်တွေပါတယ်နေုပ်ဒီကြက်သွန်ပြူနောက်ပြီးတော့ဒီဝက်သားပြုတ်သားနောက်ပြီးတော့ဒီပြုတ်ရီပေါ့နော်နောက်ပြီးတော့ပါရွက်ပါလိမ့်များကျွန်တော်နာမည်မိတ်အဲ့ဒီရွက်ဗျာချင်းနဲ့အရွက်ဘာဆိုလားมัน有呀พวกเราเนี่ยก็ဖုံးနှံဆက်မေးရဆိုတော့ဒါကို3စုံလောက်ထည့်ပါမယ်နောက်ပြီးတော့ပတားလေးထည့်ပါမယ်မှတ်မိပြီဖက်ဖယ်ရွက်ဖက်ဖယ်ရွက်ဖက်ဖယ်ရွက်အပြင်အထူးပါတဲ့ဟာတစ်မျိုးရှိသေးတယ်ကျွန်တော်တော့ဒီရောက်မှာပဲကြားဘူးငါးညီမြစ်ကသူတို့ကတော့ဟိုပြောမလဲချင်းရတာလိုပူရတာလေးလိုပေါ့နော်ဖက်ဖယ်ရွက်ကတော့တော်တော်များများသိကြမယ်ထင်ပါတယ်သူကတော့အနံ့မှုရပါဗျာဆိုတော့အဲ့ဒါလေးကိုကျွန်တော်တစ်ခါစားဘူးထားတော့ကျွန်တော်လုံးတက်သွားတယ်လေအဲ့ဒါလေးကိုနေပြီးသွားတဲ့အခါမှာတဲ့ဒါလေးကတော့အမီးပေါ့ဗျာခရင်းရှင်းပေါ့နော်မိုးလေးမှတည်မှာပေါ့နော်ဒါတော့ပြီးတော့ဒီလေးကိုယောဂလက်ကျန်ဆိုတော့ဒီဟာလေးတွေကိုဟိုကတော့ဒီမှာညာသားဆိုတော့တက်တလောက်မှတ်မိတလောက်တော့လုပ်စားဟိုဗျာဒီကိုနာမျိုးလေးထည့်မယ်နောက်ပြီးတော့ဒါလေးထည့်မယ်နောက်ပြီးတော့ဒီဟာလေးနည်းလေးပြောနေကြအခုဒီမစားနောက်ပြီးတော့ဒီလေးကိုနည်းလေးကြည့်ပြီးထည့်မယ်နောက်ပြီးတော့ဒီ
ကိုင်းနေစားကိုင်းနေစားရှာရတောင်းတာတော့ပေါ့ပြီးတော့တိတ်စားလေးမဖြစ်ဘူးလေတခွားလေးအကောင်လေးကိုပဇန်ထဲကိုကျွန်းထိုးပလိုက်မယ်တခုတော့ထိုးတော်တိလာတာကောင်းပါလေတကယ်လို့မစားဘူးသေးဘူးဆိုလို့ရှိရင်ကချင်မတွေရအောင်ရှာပါတော့